မျိုးတွေကောင်းတော့လက်ခင်ပါဗျာဒီနေ့ဟာ30ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျဒီနေ့ပြောရပါတော့နော်အားလုံး line ပေါ်မှာခဲရိုက်နေတဲ့အရာလေးပေါ့နော်နေပြီးတော့မှာမွတ်စလင်တွေကိုပေါ့နော်ဗလီပေးတယ်ပေါ့ကာကျော်ကြီးကဗလီနေရာတေကာကွယ်တေကာကျော်ပေးတယ်ပေါ့နော်တေကာပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါလေဗျနော်ပောက်ကတော့ပြောရဦးလာတဲ့မလုပ်နေရလဲပေါ့နော်မလုပ်နေရလဲပေါ့ဦးစင်းတို့ကပြောပြီးပဲလေဗျာတရားဝေတိုင်းလဲလေးရွာပါဗလီတုံးကဦးစင်းတို့ပြောတရားမဝင်လို့ပြောတာတရားမဝင်လို့ပြောတာဗျနော်အဲ့တော့တရားဝင်တောင်းတယ်သူတို့တရားဝင်တောင်းတယ်တရားဝင်ပေးတယ်NLD ဆိုရလက်ထက်မှာကောင်းမှုတော်ဖရာဟုတ်တော်မှာဟောခဲ့တယ်NLD ဆိုရလက်ထက်မှာတန်ဃာတော်တွေကအောက်ကနေပြီးမှဗလီယမော်လဝီတွေကဂလက်ထိုင်ကြီးတွေကိုထိုင်လို့ဘာသာရေးကိုအဲ့လောက်ထိဖိနှိပ်ခဲ့တာမဟုတ်ဘူးလားဒီချိန်မကဘူးမြောင်များစွာရှိပါတယ်ခွင့်ပြုခဲ့တဲ့အရာတွေလည်းရှိတယ်တာနာရေးဝန်ကြီးတူရောက်ဥအောင်ကိုဆိုလည်းပြောခဲ့တာပဲလေမြို့လေကောင်မှာတကယ်ကမ္ဘာဆိုင်ချိန်ပြီပေါ့ဗလီအကြီးကြီးလုပ်မယ်လို့တော့ပြောခဲ့တယ်မဟုတ်ဘူးလားလုပ်ဖို့အတွက်မအောင်မြင်ခဲ့ဘူးNLD ဆိုရလက်ထက်မှာဘာသာပေါင်းစုံဆိုပြီးမှမဟာနာဆရာတော်တွေကိုဖြုတ်ပြီးမှမဟာနာဆရာတော်ကြီးတွေဖြုတ်ပြီးမှအဲ့လိုကဘာရေးလိုနေရာမျိုးမှာခရိယန်ကလည်းခရိယန်ဟိန္ဒူခရိယန်မွတ်စလင်အစ္စလမ်ဘုရားဘာသာရေး၄ခုထိုင်မဲ့ပုံစံမျိုးပလန်ဆွဲခဲ့တယ်မဟုတ်ဘူးလားတကယ်လို့ဒါဆိုရနောက်ထပ်9နှစ်တာဆိုရင်တော့ဖြစ်သွားမှာပဲဒါတွေကနော်ဒါတွေကပုံစံမျိုးနဲ့တို့ဆွဲခဲ့ကြတာပဲတရားမဝင်ရင်တော့ဦးဇင်းတို့ကတော့ကန့်ကွက်ပါပဲတရားဝင်တို့တရားဝင်တိတိကျကျတရားဝင်တာလျှောက်တယ်တရားဝင်လုပ်တယ်နိုင်ငံတော်ကတရားဝင်ခွင့်ပြုတယ်ဆိုတော့ကျုပ်တို့အနေနဲ့ကပြောစရာပြီဒါဦးဇင်း2023ကလေးကဆရာတော်ကြီးကဘွဲတော်ဆရာတော်ကြီးဒီတွားဖူးတယ်ပုံမှုတယောက်ရဲ့ဆရာတော်ကြီးပြည်ဦးလင်ရောက်တဲ့ချိန်တွားဖူးတော့ဒီကွာတဲ့ဒီလိုရဒီလိုပေါ့ပေးတယ်ပေါ့နော်ခရိယန်လည်းပေးတယ်မွတ်စလင်လည်းဟိန္ဒူလည်းပေးတယ်လို့ကြားတယ်ကွာတဲ့အကြီးဆုံးကတော့ကြီးဆရာတော်ကြီးလာကြတော့နော်ဆရာတော်ကြီးလည်းကြားတာပေါ့ရလို့ကြားတဲ့အခါမှာဆရာတော်ကြီးကအေးကွာတဲ့ငါလည်းနေပြည်တော်မှာကွာစင်သာကြီးတစ်ခုတော့ရင်ကတော့တောင်းပြီးမှလုံးမကွာတဲ့ဒါဦးဇင်းတို့ဆရာတော်ကြီးလျှောက်တဲ့ဟာကိုကြားရတာပေါ့နော်ဆရာတော်ကြီးတောင်းလဲတောင်းထားကိုကြားပါတယ်ရလဲရထားပြီလို့ဦးဇင်းတို့ကထင်ပါတယ်ရလဲရထားပြီလို့ထင်ပါတယ်အဲ့ဒါကိုအကြီးလုပ်ပြီးဟာကာကျော်ကြီးကမွတ်စလင်ဖြစ်သွားပြီဟာကာကျော်ကြီးကပြောရလို့ရှိရင်တော့သူတို့တွေကဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးသမားတွေနဲ့မွတ်စလင်တွေကိုအဒီကရုံးဖြစ်အောင်ဖန်တီးတာပဲဒီပါစူပူမှုဖြစ်အောင်ဖန်တီးတာပဲပြောရတော့မျိုးသားရေးသမားတွေမဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါသူတို့တွေကအပြေပကနေမြောက်ပေးမယ်ဘာလုံးတယ်အဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ဟိုပါပေါ့နော်အဓိကကြားကောင်ကတော့ဦးစင်းကိုပြစ်မှတ်ထားဖို့ကြားပါတယ်ဦးစင်းရဲ့ဆရာတော်ဝိဒါတူတို့ပြောလိုက်လို့ရှိရင်ဟာကကြော်ကြီးကဖမ်းမှာပေါ့ဖမ်းပြီးထောင်ထဲထည့်မယ်ဒါဆိုသူတို့အတွက်ဆင်းပြေပြီဒါပဲနော်အဓိကဒီလိုပဲဦးစင်းတို့ကတော့တုံးတတ်တယ်တရားဝင်လျှောက်တယ်တရားဝင်လုပ်တယ်တရားဝင်တော့လည်းလုပ်လေဦးစင်းတို့လည်းကျောင်းနေရတရားဝင်လျှောက်တယ်ဟုတ်လားသာနာရေးဝင်ကြီးလက်မှတ်ထိုးပေးတယ်သာနာရေးဝင်ကြီးခွင့်ပြုပေးတယ်တတော်ဝင်ကြီးတတော်နဲ့မကင်တတော်ကိုလျှောက်တယ်ဟုတ်လားလျှောက်တယ်ဦးစင်းတို့လည်းတရားမဝင်မှုဆိုရင်တရားဝင်အောင်လုပ်စီးနဲ့ကန့်နဲ့ဖောင်နဲ့လို့ကျုပ်တို့တွေကဒါဘယ်ဘာသာမှထိခိုက်စရာအကြောင်းမရှိဘူးဘယ်ဘာသာမှလည်းရန်ကျူစရာအကြောင်းမရှိဘူးဦးဇင်းတို့ပြောပြီးပဲဒီနိုင်ငံမှာနေတဲ့ဘာသာတိုင်းကဒီနိုင်ငံကိုတော့ချစ်ရမှာပဲကိုယုံကြည်ရတော့ကိုးကွယ်ကြပါဒီနိုင်ငံရဲ့ဥပဒေတိုင်းကျင့်တော့ရမှာပဲဒီကနိုင်ငံရဲ့ဥပဒေတိုင်းနေထိုင်ရမှာပဲဒီနိုင်ငံရဲ့ဥပဒေတိုင်းမနေထိုင်မဲနဲ့အဆွေးရောက်မယ်
နိုင်လိုဖြစ်စည်းလုပ်မယ်ဥပဒေကိုချိုးဖောက်မယ်ဆိုတော့ဒီနိုင်ငံဥပဒေတိုင်းခံရမှာပဲလေဗျာခံရမှာပဲဟုတ်လားရုရှားနိုင်ငံမှာတော့မှကြည့်လေဗျာရှိတာပဲဟုတ်လားဦးဇင်းတို့ဒါရုရှားနိုင်ငံကာချုပ်လက်ထက်မှာပဲပြောရမှာပဲဘုံကြောက်တဲ့ကန်နဲ့ရွှေတကောင်ဖရာစီတီတော်ကြီးနဲ့ရှိကြတာပဲမဟုတ်ဘူးလားခွင့်ပြုပဲဒါတရားဝင်ခွင့်ပြုတယ်လေဟုတ်လားတရားဝင်ခွင့်ပြုတာပဲအဲ့ဒီဗလီကြီးကဟုတ်ပြီတရားဝင်ခွင့်ပြုလို့တရားဥပဒေကိုချိုးဖောက်မယ်ဆိုတော့အဲ့ဒီဗလီလည်းပိတ်ခံရမှာပဲဥပဒေကိုချိုးဖောက်လို့ဗလီတဲကနေဥပဒေကိုချိုးဖောက်ပြီးမှဗလီတဲကနေအကြမ်းဖက်မှုတွေလုပ်တဲ့အတွက်ကြောင့်မရှိလားဗလီကြီးပိတ်ခံထားရတာမဟုတ်လားရခိုင်ပြည်နယ်မှာဟိုတလောထွေးမြင့်နိုင်ဖွင့်ပေးလိုက်တယ်ဗလီဘာလို့ပိတ်ထားလဲအဲ့ဒီဗလီတဲကနေတောက်ကြနေမှာထွက်လာတယ်တောက်ကြနေမှာထွက်လာပြီးမှရခိုင်တိုင်းသားတွေကိုရဲဆက်ဆက်လဲလိတတ်တယ်ရဲဆက်ဆက်တတ်တယ်